Hello မင်္ဂလာပါဗျဒီမတ်ပိုင်ရှင်လေးကျွန်တော်ဖြည့်ပေးမှာပေါ့နော်ဒီမတ်ပိုင်ရှင်လေးကကျွန်တော်တို့ဒီမနေ့ကကျွန်တော်ဂျုံခမောက်ကြီးညာလေးရှင်မှာပေါ့ဗျာနော်အဲဒီမှာမိထားတာပါဖက်ကန်တွားတဲ့လမ်းမှာလားလို့ကျွန်တော်ဆိုင်မိထားပါတယ်နော်ဟုတ်ပါတယ်ကျွန်တော်တို့ကဖက်ကန်တွားတဲ့လမ်းမှာပါနော်ဖက်ကန်တွားတဲ့လမ်းမှာဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်တို့ viewer လမ်းပေါ့ဗျာနော်ဒါလည်းကျွန်တော် viewer လမ်းဒါကျွန်တော်တို့ viewer လမ်းဒါမန္တလေးနဲ့မြစ်ကြီးနား viewer လမ်းပေါ့ဗျာနော်ကျွန်တော်တို့ကကျွန်တော်တို့ဆိုင်ကမော်လူမျိုးမှာပါခင်ဗျာမော်လူမျိုးမှာပါကျွန်တော်တို့အောက်ပိုင်းဘက်ကလာတယ်ဆိုလို့ရှိရင်ကျွန်တော် indoor ရဲ့အထက်ပေါ့နော်မြစ်ကြီးနားဘက်ကဆင်းလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုးညင်းအောက်ပေါ့နော်မိုးညင်းနဲ့ indoor ကြားထဲမှာပေါ့ဗျာနော်ကျွန်တော်တို့ဆိုင်ကလေကျွန်တော်တို့ကဟိုမော်လူမှာဆိုကျွန်တော်တို့ကဆိုင်က2ဆိုင်ရှိမယ်နော်ရွှေလာမင်းက1ဆိုင်အဲ့တော့ကျွန်တော်တို့အခုဒီဆိုင်ကအမိတ်ပေါ့နော်အမိတ်က1ဆိုင်2ဆိုင်ရှိမယ်နော်ဖြည့်ပေးလိုက်ပြီနော်ကျွန်တော်တို့မော်လူမျိုးကပါဖက်ကတွားတဲ့လမ်းမှာလည်းဟုတ်ပါတယ်နော်နောက်ဒီဘက်ကြုံလို့ရှိလို့ရှိရင်လည်းကျွန်တော်ဆိုင်ပစ္စည်းလေးတွေအားပေးတော့ကြပါဦးခင်ဗျာကျေးဇူးပါ